ကောင်းမှုနှင့်ပတ်သက်သမျှအလို့ရှင်များကျမ်းမာကြပါစေချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေကောင်းမှုနှင့်ပတ်သက်သမျှအလို့ရှင်များကျမ်းမာကြပါစေချမ်းသာကြပါစေအားလုံးရပါပြီဗော်လန်တီယာများရှင်းပြသွားတဲ့အတိုင်းအောင်းလာတဲ့ဥမာနေရာပြီးတော့လက်နဲ့ကြောင်းကိုပြန်ကြည့်ပြီးများပါနည်းနည်းကျူးကောင်းရေးပါလေပြောလိုက်ဟုတ်တယ်မဟုတ်